ဗီယက်နမ်စစ်သားတွေဟာပင့်ကူအချို့ကိုအစိမ်းရောင်ဓာတုအစာကျွေးပြီးတောထဲကိုလွတ်ခဲ့ကြပါတယ်။အဲ့ဒီအခါအဲ့ဒီပင့်ကူတွေဟာတောနက်ကြီးတစ်ဝိုက်မှာသူတို့ရဲ့ပင့်ကူမြင်တွေကိုရက်လုတ်ခဲ့ကြပါတယ်။ဒီလိုနဲ့အမေရိကန်စစ်သားအချို့ဟာဖြတ်တန်းသွားလာတဲ့အခါအဲ့ဒီအထူးပင့်ကူမြင်တွေနဲ့ထိမိပြီးစစ်သားတွေရဲ့ကိုယ်ပေါ်မှာကပ်ညှိသွားခဲ့ပါတယ်။ညအချိန်ရောက်တဲ့အခါတော့အဲ့ဒီပင့်ကူမြင်တွေဟာအလင်းရောင်တောက်လာပြီးစစ်သားတွေကိုလွယ်ကူစွာပစ်ခတ်နိုင်တဲ့ပြစ်မှတ်တွေဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ဗီယက်နမ်စစ်သားတွေဟာကားမောင်းမထွက်ခင်မှာသူတို့ကားတွေရဲ့ထောင်ဆုံးတိုင်းမှာခြုံထက်တဲ့ဆူးတွေကိုတပ်ဆင်လေးရှိပါတယ်။ဘာလို့လဲဆိုရင် drone တွေဟာကားကိုယ်ထဲကိုတိုက်ရိုက်ထိတွေ့ပြီးကြီးမားတဲ့ပျက်စီးမှုကိုဖြစ်စေတာသူတို့ရဲ့ကားတွေကိုအကြမ်းပါတမ်းဖျက်ဆီးစေတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီစုကျွန်းတွေဟာ drone တွေကိုကားကိုယ်ထဲနဲ့မထိမိခင်မှာကြိုတင်ပြီးပောက်ကွဲစေတာကြောင့်ကားဟာမပျက်စီးပဲကျန်ရစ်ခဲ့ပါတယ်။ဗီယက်နမ်စစ်သားတွေဟာသူတို့ရဲ့ကိုယ်ခန္ဓာကိုယ်ပြဖြူတွေနဲ့နေရာစုံမှာလိုက်ပြီးဖုံးအုပ်ထားခဲ့ကြပါတယ်။ဘာလို့လဲဆိုရင်အဲ့ဒီဒေသမှာချင်းတွေအရန်ပေါများပြီးသူတို့စစ်သားတွေရဲ့သွေးတွေကိုအရန်ဆုပ်ယူနေတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီချင်းတွေကိုကာကွယ်ဖို့အတွက်သူတို့ဟာနွားချေးတွေကိုမိရှို့ပြီးအဲ့ဒီပြဖြူတွေကိုပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီအချက်ကြောင့်လည်းတက်ဖြူဆိုတဲ့အမည်နာမနဲ့လူသိများလာခဲ့ကြပါတယ်။